အခက်ကြုံတဲ့အခါကိုယ်နားမှာဘသူရှိတယ်လေအဲ့ဒါမိတ်ဆွေကောင်းနေပဲဟုတ်လားအခက်ကြုံမှာမိတ်ဆွေကသိတာအစင်ပြေးနေတဲ့အချိန်တော့ကိုကပေးနိုင်တယ်လေကျွေးနိုင်တယ်လေကိုယ့်အချိန်နဲ့စိန်တကက်ရောက်နေပါပြောင်းမှာဟုတ်ဗျစင်တော်မင်းပြီးကြံပြုတ်ချင်တဲ့သူတွေလာကြတာလေအများကြီးပဲအဲ့ဒါကိုမိတ်ဆွေလို့မပြောနဲ့တာမန်မိတ်ဆွေနေတော့ဟုတ်ချုပ်မယ်တို့မိတ်ဆွေကောင်း the best friend the great friends အဲ့ဒီပုံကိုကြတော့ကိုဘလောက်ခက်ခဲသွားတာလေလူမှုရေးခက်ခဲစီးပွားရေးခက်ခဲကျန်းမာရေးခက်ခဲကြက်တဲပြီးတော့ယုံထွက်လို့မရအောင်မွန်းကျက်နေတဲ့အချိန်မျိုးမှာကိုဘလိုမျိုးအားပေးတယ်လေကိုဘလိုမျိုးကြံ့ပေးလေကိုဘက်ကဘလောက်ရက်တီပေးတယ်လေအဲ့ဒါမိတ်ဆွေပဲရိုးရိုးလေးပါမိတ်ဆွေကောင်းလိုချင်ကိုကလည်းသူများတွေကိုအဲ့လိုမျိုးရက်တီပေးတဲ့ရတယ်ဟုတ်လားအဲ့ဒါကံလည်းဖြစ်တယ်တကယ်လည်းမိတ်ဆွေကောင်းဖြစ်တယ်သူများတွေခက်ခဲကြက်တဲနေကြကိုဘလောက်ဆော့ရှော့ပေးနိုင်တယ်စေတနာမှန်မှန်နဲ့ဘလောက်ရက်တီပေးနိုင်တယ်မှန်မှန်ကန်ကန်ပေါ့လေအဲ့ဒါကမိတ်ဆွေကောင်းရဲ့အရေးချင်းပဲဒါကြောင့်ဒါလေးသတိထားသူများမကောင်းကြောင်းကိုလာပြောနေရင်ကိုမကောင်းကြောင်းလည်းသူများကိုပြန်ပြောမဲ့လူပဲလို့အဲ့ဒါမှတ်တာအဲ့ဒီပုဂ္ဂိုလ်ပုံပြီးတော့မြန်မဖွင့်လိုက်နဲ့နီတိကျမ်းတွေလည်းသိုးတယ်ဗျတခါကြီးများနီတိကျမ်းတွေလည်းသိုးတယ်အရေးကြီးတဲ့ကိစ္စကိုမိမကိုမတိုင်မင်းနဲ့တဲ့ဟုတ်လားကိုပြီးမှစဉ်းစားကြည့်တော့နော်နီတိကျမ်းတွေသိုးတယ်မိမတွေကအတင်းဖြင့်ပြောတာဝါသနာပါတာဟုတ်ရဲ့သူကညင်လို့ဖြစ်ဟမ်သူရဲ့ဂျန်ဒါသဘောတရားကိုအဲ့လိုဖြစ်နှိမ်ပြောတာမဟုတ်ဘူးနော်လိန်သဘာဝအရာကိုအဲ့လိုဖြစ်နေဒါပေမဲ့ခုနပြောတဲ့အဲ့ဒီဟာတွေကိုအမျိုးသမီးတွေကလည်းလေ့ကျင့်ယူအောင်ပါဒါကြောင့်အတင်းပြပြောတဲ့အလေးကျင့်တွေအဲ့ဒါတွေဟာတွေကိုကိစ္စအတင်းပြအခုကတိမ်တက်တိမ်မတော်တော့ဘူးလေ line ပေါ်တင်တာဟုတ်တယ်မလားအဲ့ဒါ comment တွေသွားပေးပြီးအမဒီအတင်းပြပြောတဲ့ထက်မှာသွားပြီးမိတ်ဆွေဖွဲ့နော် partnership သွားလို့တာကြည့်လိုက်တယ် profile နဲ့ကြည့်လိုက်တယ်အမသူကလည်းအတင်းပြောတဲ့သူပဲဒီလိုမျိုးဖြစ်သွားတယ်ဒါကြောင့် digital brand social media ပေါ်မှာစိတ်ခံစားချက်တွေဘယ်မှမတင်နဲ့ relationship တင်မြန်ပြီဟာကွဲပြန်ပြီဟောတင်လိုက်ကွဲလိုက်တင်လိုက်ကွဲလိုက်အတော်မျှပွေတဲ့သူပဲဇရာရှုပ်ရနော်ဘယ်သူမကြည်နဲ့လို့ဆောင်းပြောပြန်ပြီမြောင်းပြောပြန်ပြီမတင်ဘူးဘုံမို့တော့အဲ့ဒါ digital brand လို့ခေါ်တယ် personal brand မှာဒီနေ့ social brand digital brand ကအရေးကြီးတယ်ဒါကြောင့်သူများပြောလေမသိတယ်လို့နေကြောသွားလိုက်သွားမပေးနဲ့လိုက်ပေးဟိုကမှတ်ထားမလီလိုက်ပေးတယ်မှတ်ထားလိုက်ကရိုးလိုက်လားအသေးလိုက်လားဒီလိုကိုင်းထားတဲ့လိုက်လား reaction ဘလို့ပေးသွားလဲအဲ့ဒါဘုန်းတော်ဒီ social media မှာဒါတွေရေးကြည့်တယ်ကလျာဏမိတ်တာဒါကိုကြည့်ရအကုန်လုံးနော် social brand တွေသွားခဏတိန်တဲ့တွေမသွားတော့ဘူးနော် line ပေါ်နေသွားနေတာဟုတ်လားပတ်ဝန်းကျင်ကအတင်းတုတ်တယ် line ပေါ်ကျတော့မကောင်းတော့ like လေးကောက်နှိပ်သွားတာမတော်တဆထိသွားလာတော့မသိဒါပတ်ဝန်းကျင်ကိုမကောင်းကြောင်းကြီးရပြောတယ်အဲ့လိုမျိုးတွေရှိတတ်တယ်လူတွေ view site ပေါ့ဟုတ်ပြီလားဆိုတော့ကလျာဏမိတ်တာနဲ့ပတ်သက်ပြီးရောနောက်ဆုံးတစ်ခုပြောမယ်ဗါတယ်တော့ဓမ္မဇီဝိတ္တတဲ့ဘာလို့အောင်မလဲတော့မျှတသာနေထိုင်တယ်ဒါမို့တရားသဖြင့်အသက်မွေးတယ် balance ဖြစ်အောင်နေတယ် balance ဖြစ်အောင်မလို့နေတယ်အစာအသောက်အနေထိုင်ဘဝအစာအကြွားဘဝမတန်အောင်လူကလေကြီးကျက်ခမ်းနားတဲ့သူတွေဖြစ်လေအဆောင်အယောင်တွေကိုမကြိုက်လေပဲတကယ်ကြီးကျက်ခမ်းနားတဲ့သူဖြစ်လေအဆောင်အယောင်မကြိုက်လေမြတ်စွာဘုရားရှင်ကတရားဟောတရားရှိရင်တော့ဟောတယ်တော့တရားဟောတရားမရှိတပါးတည်းနေတာကြိုက်တာကဏ္ဍကူရီတိုက်တဲ့တပါးတည်းနေတာပဲတရားဟောတရားရှိရင်ဓမ္မယုံနဲ့သွားဟောတယ်အဲ့လိုပဲအဲ့လူတွေကြားတဲ့နေဖို့လူလို့နေတာနေဖို့မလိုဘူးဆိုဘုရားတော်တဲ့နေရတာပိုးကြိုက်တယ်အဆောင်ရောင်မရှိဘူးအခမ်းအနားနဲ့မနေဘူးရတယ်တစ်ပင်လေးတစ်ပင်အောက်လဲနေတာပဲတဏှာဆိုမြတ်စွာဘုရားရှင်ကဘုံတည်းမှာအိန္ဒိယပြန်လာတာအဲ့ဒီမှာအဲ့ကျမှဘုရားနေရတဲ့ဒါမျိုးလေးဖြစ်လိမ့်မယ်လို့ကောသံပြည်ရောက်တဲ့အခါကျတော့ပြောင်ရိုးလေးတွေနဲ့လဲဆောင်တဲလေးလှုပ်ထတာတစ်ဖက်ရက်တဲလေးပြောင်ရိုးလေးတွေနဲ့စာမတွေ့ဘူးတဲ့အဲ့ဒါဘုရားနေခဲ့တာဒါမျိုးမိုးကြိုးပြစ်တာလေဘုရားနေတဲ့တဲကိုမိုးကြိုးပြစ်တယ်တဲမီးလောင်သွားတယ်ဘုရားဇံဝင်သားနေလို့ဘာမှမဖြစ်မိုးကြိုးကလည်းသူပြစ်ဆရာကြီးလို့ပြစ်တာဘုရားပြစ်တာတော့မဟုတ်ဘူးတဲလေးမီးလောင်သွားတယ်တဲ့ဆိုတော့ဒီလိုတဲလေးနဲ့ပဲနေမှာဘုရားစွာဘုရားရှင်ကအတော်ကိုချိုးချံချွေတာမိနေတာကိုလို့သက်လုံးတပိတ်တစ်လုံးပဲသုံးသွားတယ်ဘုရားသုံးသွား45နှစ်လုံးတောထွက်တုံးကတပိတ်ကဒီသူဇာတာကနာနှုတ်ဆုံးကတ်တဲ့နေ့အချိန်မှာကွဲသွားတယ်ရွှေကအဲ့ရွှေကမျော့ပြလိုက်တယ်မရှိတော့နောက်နမင်းကြီးလေးပါကတ်တဲ့တပိတ်၄လုံးကိုတစ်လုံးနဲ့ပေါင်းပြီးတကိုးနဲ့ထပ်လိုက်တယ်အနာလေးပါတဲ့တပိတ်ကြီးအဲ့ဒါဘုရားပြိဋိနိဗ္ဗာန်ဆန်တဲ့အထိအဲ့တပိတ်တစ်လုံးပဲသူများကိုဝန်ဆောင်မှုနည်းနည်းပဲပေးလူတွေကိုခိုင်းတဲ့လေကြီးကမကောင်းဘူးအဲ့ဒါမိခိုးတာပဲကိုတာဝန်ကိုယူတဲ့လေကြီးကအလောက်ကန်ကြီးလို့လဲကိုတာဝန်ကိုယူတဲ့နော်အဲ့ဒါကလူချမ်းသာဒါကြောင့်ဘုန်းတို့တကယ်ချမ်းသာခြင်းပိုင်ဆိုင်မှုကိုနည်းနည်းထားအဲ့ဒါကို balance life မျှတစွာနေတဲ့အလေးချင်းအစားအသောက်ကိုမျှတသာဘုံမလို့အောင်မစားနဲ့အဝိထဲကိုထင်တိုင်းစိတ်ထင်တိုင်းရှောက်ပြီးတော့ဝယ်နေဆင်းရွှေငွေစုတာက saturated တဲ့ life saturated အတွက်စုတာတမျိုးကောင်းတယ်သို့တော့ကြွားဝါဖို့အတွက်စုတာဆိုတော့မကောင်းဘူးအဲ့တော့ရွှေတကယ်ဆိုရင်အတုံးတို့ဘာလို့စုပေါ့ပဲအဲ့ဒါကအချိန်မြေး investment လုပ်ထားတာနဲ့ရှိတယ်ခဏ
အထယ်ဒီခဏခဏပြောင်းတာတော့ကိုရောင်းတာချတာဆိုတမျိုးဟိုကြွားဖို့ဘောဖို့အတွက်ဆိုတော့ဒါသတိထားအချက်ကို့မှာလေဆွဲမရှိဘူးလက်ဆွဲမရှိဘာမှမရှိဘူးပညာမရှိရင်တော့မျက်နှာငယ်ရတယ်ပညာမရှိရင်မျက်နှာငယ်ရတယ်လက်ဝိရဏမရှိလို့မျက်နှာငယ်တရားမရှိဘူးလက်ဝိရဏရှိပညာမတက်လကားတယ်လူကအစင်းသာတန်လူပေါက်ပန်းအစင်းလာဆန်လူပေါက်ပန်းမသိခဲ့ရဘူးလားဟုတ်လားအစင်းလာဆန်လူပေါက်ပန်းဒီလိုမျိုးဖြစ်တတ်တယ်နော်အချင်းသာအစင်းသာရှိပြီးတော့အချင်းမရှိဘူးဆိုတာဒီလိုအရေးချင်းမရှိဘူးလို့ပြောတာအဲ့လိုမျိုးဖြစ်စေနဲ့ဆိုတော့တရားတစ်ဖြစ် lawful livelihood ကိုယ့်ရဲ့အတ္တမူအောင်ကြောင့်တရားတစ်ဖြစ်ဖြစ်ရဘုံကမကြာခဏတော့ပြောပါတယ်တချို့လည်းကြိုက်တချို့သတိတွေလည်းကြိုက်ချင်မှကြိုက်ဟော်ဒယ်တွေစောက်တယ် KTV တွေလုပ်တယ် night club တွေလုပ်တယ်ပတ်စံနေရတာတောက်တောက်လဲလို့ night out ထွက်တယ်ပါညာအခါညဘက်တွေပါတွေထွက်ရင်လူတွေမထွက်ရဲဘူးဘယ်လိုလူတွေထွက်တော့အဲ့ night club တွေ KTV တွေရှိရတော့ဘားကန်းတွေရှိရတော့ကားတွေတက်စီလို့မနေ့ဆိုရင်လည်းစီးလို့အသောဆုံးမျိုးတွေပါလည်းထွက်လို့လူစည်းနေတဲ့နေရာအဲ့ဒါဘားတွေဒီလေအဲ့ဘားတွေကတော့အလုံးသိတဲ့အတိုင်းပဲဟိုင်းငန်းတွေဖြစ်သွားပတ်စံရှာတာမလွယ်ဘူးလားဘုံတို့ပတ်စံရှာတဲ့အခါနောက်လှည့်ကြည့်လိုက်ရင်နောက်ကျောလုံးနေဖို့အရေးကြီးတယ်သူများဘဝတွေဖြက်စီးမှရှာတဲ့ပတ်စံမျိုးတော့မရှာနဲ့ကိုယ့်ရဲ့ချမ်းသာမှုကိုရှော့ချပစ်လိုက်ကိုယ့်ရဲ့အကြောင်းဘဝအနေထိုင်နေရှော့ချပစ်လိုက်နဲ့ချမ်းသာတာဇာတိုးလာလိုက်သို့တော့ပတ်စံတွေရပြီးရောဆိုပြီးတော့ဒီဘားတွေဖွင့်ကလပ်တွေဖွင့်ဟိုတယ်တွေဆိုရင်လည်းဘားတွေကလပ်တွေမပိုင်တိတ်ပြီးလူတွေကမတဲချင်တော့ဒါကြောင့်ဘုံပြောတယ်ခေါင်းသာဖြစ်မယ်ခေါင်းကြီးနဲ့ခေါင်းလေးပဲကွာအဲ့လိုမျိုးနဲ့တော့ဘုံကစီးပွားချတာဘယ်သူမှအာမပေးဘူးမချမ်းသာရင်နေဘူးလေဒီဒါကြောင့်ဘုံတော့ခစ်ပြက်ထဲမှာဓမျိုးလို့တော့ဘိုးကောင်းတယ်လို့ပြောတာငွေစေဝါတွေရောင်းပြီးချမ်းသာတယ်မတရားတဲ့နေနဲ့ချမ်းသာတယ်အလုသမားတွေတည်းကကောင်းမွန်ပြက်ပြီးချမ်းသာတယ်မလုပ်ပါနဲ့အကုန်လုံးကဘဝတွေပါပဲဘဝတွေနဲ့တိဆောက်ထားတာသူများဘဝတွေဖြည့်ဆည်းပြီးကိုယ့်ဘဝကိုတိဆောက်တယ်ဆိုတာမကောင်းပါဘူး